ကျွန်းကျွန်းလိုနေစမ်းမှာနိုင်ငံခြားကျွန်းလောက်ရတာကိုပြောနေတာလားတဲ့ကျွန်းဆိုတာလှစားမရဘဲနဲ့သူတို့ရဲ့အသက်နဲ့ဘဝကိုသူတို့သခင်တွေကပိုင်တာကိုကျွန်းလို့ခေါ်တယ်ကျမတို့ရဲ့အသက်နဲ့ဘဝကိုဘယ်သူမှမပိုင်တဲ့အတွက်ကျမတို့ကကျွန်းမဟုတ်ပါဘူးကျမတို့ကိုယ်တိုင်ကြည်ကြည်နက်နက်နဲ့ငွေကြီးနဲ့လှုပ်အားကိုလဲလှယ်နေတဲ့အလုပ်သမားတွေပါလောကကြီးမှာပစ္စည်းရှိတဲ့လူကပစ္စည်းကိုရောင်းနေကြပြီးပညာရှိတဲ့လူကပညာကိုရောင်းနေကြတာပဲလေကျမတို့လည်းကျမတို့မှာရှိတဲ့ခွန်အားနဲ့အချိန်ကိုရောင်းနေကြတာပါပဲဘာတွေမှနေလို့လဲဘသူ့ကိုထိခိုက်သွားလို့လဲလူဆိုတာကကိုတာဝန်ယူထားတဲ့အလုပ်ကိုဘသူမှမထိခိုက်စေပဲအကောင်းဆုံးတာဝန်ကျင်အောင်လုပ်နိုင်နေဆိုရင်လူပီတာတာပဲကျမတို့လုပ်နေတဲ့အလုပ်ကသူများနေကျင်စရာအလုပ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့ကိုလုံနေတဲ့အလုပ်ကိုဂုံယူတာမျိုးလည်းမဟုတ်တယ်လို့တွေးပြီးတိမ်ငယ်နေတာမျိုးလည်းမရှိပါဘူးမိသားစုတစ်ခုပြိုလဲမသွားဖို့အတွက်ထောက်ထားရတဲ့အကောင်းဆုံးတောက်တိုင်တစ်ခုဖြစ်နေတာတော့ကျေနပ်တယ်။ဒီအောင်ပြောပြချင်တာတစ်ခုကလူဆိုတာဘယ်တော့မှတနေရာထဲမှာရက်မနေဘူးနော်။ဟိုးအမြင့်ကိုရောက်ဖို့အနှိမ်ဆုံးလေကတိကနေစတက်ရတယ်လို့ပဲ။တိုင်းတစ်ပါးမှာစ조사ရုံးကန်နေတဲ့သူတွေကိုအထင်သေးတဲ့အကြည့်ချိုးနေတဲ့စကလုံးတွေနဲ့ထိုးနှက်နေမဲ့စားကိုဘွားကိုတာအာယုံဆိုင်ပါ။နိုင်ငံခြားကျွန်းလို့ကိုရှုံချခဲ့ဘူးတဲ့သူကကိုထက်အမြင့်ကိုရောက်မှမကူနိုင်မကယ်နိုင်ဖြစ်နေရမယ်။အနည်းဆုံးတော့ကျမတို့ကဆန်ကုန်မြေလေးမဟုတ်ဘူး။လိုချင်တာရှိရင်ဘသူမျက်နှာအောင်မှမကြည့်ဘဲနဲ့ဝယ်နိုင်တယ်။လှုပ်ချင်တာရှိရင်လည်းဘသူခွင့်ပြုချက်ကိုမှတောင်းခံနေစရာမလိုဘဲနဲ့လှုပ်နိုင်တယ်။လူဘဝရဲ့အနှစ်သာရဆိုတာဒါပဲလေကိုလှုပ်ချင်တာကိုရအောင်လှုပ်နိုင်တာဂျင်းနဲ့စရာအကောင်းဆုံးပဲမလားစာအုပ်တုပ်ကိုပထမစာမျက်နှာတစ်မျက်နှာလောက်ဖတ်ဘူးယုံနဲ့ကို့အထင်မြင်ချက်နဲ့ဝေဖန်တာလူညံ့နေလှုပ်တဲ့အလုပ်ချိန်တစ်ခုရောက်ရင်ဘသူကဘာလဲဆိုတာတေချာပေါက်မြင်အောင်ပါ